ကလောပူတာနှစ်စောစောပူတာတဲ့ကညဆုံးတက်ပုံလိုက်ရိုက်တဲ့နေရာကလောဆိုင်မုတ်လေးနဲ့ဆောက်ဆောက်လေးဒီမတိုင်ခင်တော့လူပြည့်ပဲပူတာမှာအခုကျတော့လည်းဒီမဟုတ်တယ်လို့ပဲတရားမှလည်းမရှိဘူးလေကပူတာကလောရောက်ရင်မရောက်မဖြစ်ဒါလည်းတဲ့နေရာဒါလေးကတော့ main ဆောင်ဒါရှိကလေးရလေးပေါ့ရှိကလေးရကိုပြန်ပြေးနေတာဒါလေးကဟိုဘက်ဆောင်နေဒီဘက်ဆောင်နေအဝင်မဟုတ်ဘူးပေါ့ပြန်တွေ့တယ်ပြီးအောင်ပြီးတယ်ဒါလေးကအလုပ်လုပ်တဲ့တွဲကောင်းရထားကလောလွန်တပူတာနဲ့စီလေးရတဲ့ရထားနဲ့တူတယ်ဒါပေမဲ့သူကတော့ဆေးတွေပါပြန်မတုတ်ထားဘူးဒါလေးကတော့အရင်တော့ယုံမှန်ကြီးယုံခန်းဆိုပြီးတော့ရှိနေနေရအခုရထားလက်မှတ်တွေပါဝယ်နေနေရပေါ့ခုကတော့ဘာမှမရှိကလောလွန်တပူတာကအောက်ဘက်ဆင်းသွားရင်မြင်းတိုက်ပူတာပေါ်ဆက်တက်သွားရင်အောင်မယ်ဒါတော့ကလောပူတာရဲ့ signature ပဲကလောလေးနဲ့ above sea level ဆိုတာလေးနဲ့ဟောလေးကတော့ဒါရှိဟောင်းတွေကောင်းအိုကြီးပေါ့တောက်ပွင့်ရဖို့တည်းရန်လောက်ထားပြီးတဲ့နေရာရှိတဲ့နေရိုက်တော့တော်တော်လာတယ် background view ကတောင်တန်းနေနဲ့အထက်ထက်နေဆိုတော့လေဘေးကကလောချောင်းဒါဆိုဒီဘက်ဆက်တော့လိုက်ရင်ဒါကအောင်မန်းဘက်တော့တဲ့နေရာမဘူတာပဲရထားငါးစီးလို့ရတယ်15ရောက်စီလာရောက်20လောက်တည်ဘူးသိန်းခွဲတော့ပြန်ဆိုတနာရီခွဲလောက်တော့ကြာမှထင်တယ်ဒါလေးကလိုလိုပဲလေဟောရအောင်လေးနဲ့ဒီဘက်ကတော့ဝန်ထမ်းနေတဲ့ဆောင်နေရပြီးတော့စတူပစ္စည်းရဒီဘက်ကတော့ဒါကတော့မြင်းတဲ့ဘက်တော့လေဘက်ပေါ့ဒါပူလာတော့လောဆယ်ရှင်းနေပါအင်းပူတာတွဲကောင်းလေးနဲ့ဒီတွဲကောင်းလေးရထားပြီးတော့အဲစိန်မန်းပင်နဲ့တစ်ပင်လေးနဲ့ဆိုတော့လာတယ်ခိုးတော့စက်ကူပန်းနေစက်ကူပန်းလေးမိုက်လိုက်တာဟိုးနောက်ခန္ဓာမန်းလေးကမနောလာတော့ထင်းရင်းနဲ့ဆင်းရဲဆိုလေးဒါလေးကတွဲကောင်းအမှတ်069စီရိုမြတော့ထောင်းရဘူးဒါလေးနဲ့နောက်ခန်းတောင်းလန်းလေးနဲ့ဆိုတော့လာတော့လာဒါလေးကတော့ဘူတာဝင်ချင်းအဝင်မဟုတ်ဘူးပေါ့ပုံစံလေးတော့ပြောင်းသွားပြီဒီဘယ်နဲ့ညာရဲ့အဆောက်အဦကိုဒီလိုလေးဆက်လိုက်ပါတယ်ဟိုဘက်က